抽头比酸嘞的，抽头比酸嘞。俺们家呢，表露没呀？俺那个东莞里面，哪里酸嘞的？俺们那家里哪里酸嘞？俺没有姑娘陪我多来了。ကာယကကြာတာပြီနော်ကြာတာပြီဒီမျိုးကြီးအောင်မူအောင်နောက်ဆက်နေတဲ့ကောင်ဘုရားကျောင်းသားမကိုဆွဲလိုက်ဒါရကြီးပြောမရဘူးဆိုလို့ရှိရင်ငါရဲ့တန်မြင်မြင်စဉ်းစားမိမယ်နော်ဒါရကြီးဆွဲလိုက်ကျောင်းသားဆွဲလိုက်ဒါရကြီးဆွဲလိုက်ကျောင်းသားဆွဲလိုက်အာခံဒီတော့မကဆယ်သားနာမယ်ဆွဲလိုက်အပြည့်စင်လာလေကြာတာလေးကြီးဘာကြောင့်နောက်ဆက်နေရလဲဆွဲလိုက်ကျောင်းသားမဆွဲလိုက်ကျောင်းသားဘကိုဆွဲလိုက်ဒီငါလူတိတ်ချိန်မို့လို့ငါအတမ်းမကျေချင်ဘူးကျောင်းသားဘကိုဒါရကြီးဆွဲလိုက်ဘာလို့ကျင်လာလဲဘာဖြစ်စင်လာလဲဒါရကြီးဆွဲလိုက်ဆွဲလိုက်ဆိုင်ရမကိုချုပ်ထုတ်ထားတယ်ချုပ်ထုတ်ထားဆွဲလိုက်ဒါရကြီးဆွဲလိုက်ဆွဲလိုက်လဲမကြတယ်ဆွဲလိုက်ချိန်မှချိန်နဲ့ရိုက်စမ်းကျုံချိန်နဲ့ခက်ဆက်ရိုက်စမ်းလဲမချင်းရိုက်စမ်းဆွဲလိုက်ဆွဲလိုက်ချိန်မှရှော့မပေးနဲ့ရိုက်မလဲမချင်းရိုက်စမ်းကြာတော်လေးမျိုးတို့ကပေးနေကောင်ရိုက်တာတူပိုင်းလာခဲ့အရင်ကတူနဲ့ထူသားမလဲမချင်းတူနဲ့ထူသားတူနဲ့ထူသားဒါရီဆွဲလိုက်ပြောက်တယ်ရပြောတာကြားလားဆွဲလိုက်ဆိုင်ရာပုဂ္ဂိုလ်ဘလူးနဲ့ကောင်လာခဲ့ခြေထောက်နဲ့ချောင်းဘုရားကျောင်းတော်မှာကိုရောင်းဆွဲလိုက်တာခန္ဓာကိုယ်ပေါင်းဆွဲလိုက်တာဆွဲလိုက်ရအောင်ဆွဲလိုက်တောင်းတင်းလာတဲ့စကြလို့ကွင်းမိုင်ကြီးကွင်းမိုင်လာခဲ့ချိန်နဲ့ရိုက်ထားတာခက်ဆက်ရိုက်ထားတာဆွဲလိုက်ကျောင်းတော်ဆွဲလိုက်ငါနေကိုမလုပ်ချင်ဘူးလို့ပြောပြီးဆွဲလိုက်ဘာလို့ကျင်လာလဲဘာဖြစ်ချင်လာလဲဆွဲလိုက်ဘုရားဥဒ္ဒချမ်းဘုရားဥဒ္ဒချမ်းဆွဲလိုက်မလဲသေးဘူးလားဒါပိုင်းကခါးဆက်တွေကိုဓာတ်နဲ့ထိုးစမ်းဓာတ်နဲ့ထိုးဆွဲလိုက်အသားနာမခံရင်ဆွဲလိုက်သားဒါကြီးဆွဲလိုက်ငါမျိုးကောင်းကောင်းမုံမျိုးနဲ့ဆွဲလိုက်လဲမကြသေးနဲ့ဆွဲလိုက်ဆွဲလိုက်လဲနိုင်ပြီသားကြီးလဲသားငါချုပ်တော့ပြီးတော့မလုပ်ချင်ဘူးလို့ပြောပြီးပြီဆွဲလိုက်ရအောင်မလဲသေးဘူးလားထိုင်နေတဲ့နေရာမလဲမချင်းမီးလိုပူနေစမ်းငရဲမီးရဲ့ဆဲသားပူတဲ့မီးပဲပူလောင်နေစမ်းပူလောင်နေတာခန္ဓာကိုယ်တစ်ကိုယ်လုံးပူလောင်နေစမ်းဆွဲလက်ဒါကြီးလက်ကျိုးပိုင်းကခြေထောက်နဲ့ရောင်းကျိုးခွင်းဆိုတာငါးဘက်ကိုမြင်နေချင်းတိုင်းပြအောင်ဆွဲလက်တယ်ရအောင်ဆွဲလက်တယ်ရအောင်ဆွဲလက်ရအောင်ဆွဲလက်ရအောင်ဆွဲလက်မီးလိုဘူးနဲ့စားတိုးပြီးဘူးနေကြတရေလားတစီလားဘာကြောင့်ကြာသာမင်းသမီးကိုပူကနောက်ရှင်းနေတာလဲဆွဲလက်မလဲသေးဘူးလားတောင်းနေတာလေဆိုလို့ချင်းကွင်းမိုင်လာခဲ့ဒီနေရာဒီမျိုးနဲ့ဒီပတ်ဝန်းကျင်ကိုအုပ်ချုပ်တဲ့ကွင်းမိုင်လာခဲ့စမ်းအဲ့ခေါင်းကိုတူနဲ့တူစမ်းပါခေါင်းတူနဲ့တူစမ်းအဲ့ပါးစပ်ကိုချုပ်တာချိန်မှချိန်နဲ့ချိန်တာတမ်းပြောချိန်နဲ့ဆွဲလက်မင်းသားနာမခံရင်ဆွဲလက်ငါမင်းမလုပ်ချင်တာလဲငါလာကူညီပေးဖို့လာတာဆွဲလက်သားဆွဲလက်သားကြီးမလဲဘူးလား
မာမင်းမင်းနဲ့ငရဲခွေးနဲ့ကောင်လာလေခါးဆက်ကိုဘဲကောင်ညာကောင်ဝိုင်းကြိုက်စမ်းခါးဆက်တွေဝိုင်းကြိုက်စမ်းဖြေမလားတဲ့မလားတာကြီးတဲ့တာကြီးလေကဲတတ်တာပါစီတတ်တာပါစီဆွဲလဲငါဘာတာကြီးအသားနာမကနေတာကြီးဆွဲလဲပြောတာကြားလားဆွဲလဲချုပ်ထားတဲ့ကောင်ရှင်းပြီးပါစေကွာဆွဲလဲအပေါ်မှာထပ်မှာဆရာရှိတာချုပ်ထားတဲ့ကောင်တွေပါရှိတာမင်းတို့ချုပ်ထားတဲ့ကောင်တွေပါရှိတာမေးတာဖြစ်ချုပ်ထားတဲ့ကောင်ရှိတာလမ်းပိုင်းရင်ဝါတဲ့နှလုံးအိတ်တဲ့လမ်းနဲ့ထိုးဆိုင်စားတယ်ဇက်ကိုချုပ်ထားနာမတော်စင်းနဲ့ဇက်ကိုချုပ်ထားနာမိုင်နဲ့ထိုးသားနာမထိုးဇက်ကိုပိတ်ထားနာမတော်စင်းနဲ့အသားကြီးဆွဲလက်ဒါလီဆိုလေပစေတော့ပြီးတာပစေတော့ထိုင်မင်းဘာကောင်းလေးတမင်းခွေးမထိုင်နဲ့ပစေတော့ထိုင်မိမတိုင်းပြောနိုင်စမ်းဖျားငါးစုမူထားပြီးဦးဆွဲတိုင်းစမ်းဦးတိုင်းမယ်ဦးတိုင်းမယ်ဒီဘဝရောက်နေတော့ဦးမတိုင်းချင်ဘူးလားဟမ်စင်မိုင်းနေခိုင်းတိုင်းခိုင်းရမလားလောက်ချင်နော်လောက်ချီစမ်းလောက်ချီစမ်းချိန်မိုင်ကအဲ့လက်နှစ်ဖက်ဦးမတိုက်ဘူးဆိုလောက်မချီဘူးဆိုလို့အဲ့လက်ကောက်ဝတ်တွေချိန်နေရိုက်စမ်းချိန်နေရိုက်စမ်းလောက်ချီဦးတိုက်စမ်းလဲမကြသေးနဲ့လောက်တခြားချီစမ်းဒီချင်း၅ပါးနဲ့ဦးတိုက်စမ်းဘုရားငါ့ကိုမူထားပြီးဦးတိုက်ဒါကြီးဦးတိုက်မတိုက်ရင်စင်မိုင်နောက်စီကနေနင်းစမ်းကွာအဲ့ကောင်ဦးတိုက်အောင်နင်းစမ်းဦးတိုက်အောင်နင်းစမ်းဦးတိုက်အောင်နင်းတော့ဆွဲအောင်ဆွဲကြည့်တာကျိုးမိုင်ကျိုးတဲ့ဆွဲတော့ကတ်တာနဲ့လက်စေပြန်တစ်ခုမှထိမ့်မှမိုးလာမြင်းချင်းနဲ့တော့ဦးတိုက်ဆန်းခိုင်းစမ်းအဲ့ကောင်သုံးချင်းသုံးကတိုက်ဖြီးချင်း၅ပါးနဲ့တိုက်ကျန်တဲ့နှစ်ခုနဲ့ထီအောင်တိုက်စမ်းတစ်ချိန်ညံလေးတိုက်စမ်းဆွဲရငါကျင်းရသေးတိုင်းငါကျင်းရသေးဦးတိုင်းနောက်တစ်ကျင်းရသေးတဲ့အတိုင်းပဲဦးတိုင်းပြရတယ်အဲ့ဒီကောင်ကြောမှာကတ်အောင်လက်ပြန်ကျိုးဆွဲထုတ်တာလက်တစ်ဖက်ကြောမှာကတ်တာမြင်နေဆွဲထုတ်စမ်းကျိုးပိုင်းဆွဲရအဲ့ဒါလည်းကိုကြောမှာကတ်အောင်ဆွဲထုတ်လက်ပြန်ကျိုးဆွဲထုတ်စမ်းဆွဲထုတ်ရောင်းဆွဲထုတ်ကြောမှာကတ်အောင်ထုတ်ရောင်းဆွဲထုတ်တာရောင်းဆွဲထုတ်ရောင်းထုတ်ကြောမှာကတ်တာမြင်နေထုတ်စမ်းကြောမှာကတ်တာမြင်နေရောင်းထုတ်တာရောင်းထုတ်အခန်းလေးညာလက်တွေမီးလို့ပူနေတာရေစက်ကြရမီးတောင်လိုက်ဖြစ်နေတယ်ကြောမှာကတ်အောင်ဆွဲထုတ်ထုတ်တာတော့ကတ်နေအောင်ထုတ်ဘာကောင်လဲဖြစ်နေပြီအဲ့ကောင်လည်းဆယ်သားဘုံတကူကြီးနေပြီဘာကြောင့်ကာယငင်းကြာတာပလင်းမျိုးပူပြင်းကတ်ချင်းပြုလုပ်နေတာတော့မေးတာဖြစ်မပြေအခန်းလေးညာမီးပဲမီးလို့ပူနေပြီစေဖြစ်မဖြစ်ဘူးလားဘာစားနေလို့လဲဘာလို့ကျင်လို့လဲကာယငင်းမိသားစုဘာမှားထားတာရှိလို့လဲမင်းဖြေမင်းအသားကြီးဖြေမဲ့ဘာလို့ဘာကြောင့်ကတ်နေရတော့ဘာလို့ချင်တာလဲကာယကင်းကြာတာပရိသီးနဲ့ဘာပတ်သက်လဲစားရင်တော့ချင်တာလားမေးရဖြေငါနေဆက်ရမှာလားအခန်းလေးညမီးပဲမီးလို့ပူနေပြီလားဖြေလို့မရလားမသိဟုတ်ပါဘူးခါမဆရာရှိတာခိုင်းရတာမျိုးရှိတာမင်းခိုင်းရတာမျိုးရှိတာချုပ်ထတာမျိုးရှိတာမူရမာယာများမယ်ဆိုလို့ရင်
ချိန်ပိုင်းကစူးမှာကြောချိန်မှာစူးပါတဲ့ချိန်နဲ့ရိုက်ဆန်းကြောကုန်းပေါက်ပြင်းနေအောင်ရိုက်ဆန်းပေါက်ပြင်းနေအောင်ရိုက်ပေါက်ပြင်းနေအောင်ရိုက်ပေါက်ပြင်းနေအောင်ရိုက်ကြောကောအောင်ရိုက်ဆန်းအာခန်နေသေးရိုက်ဆန်းရိုက်တာအာခန်နေသေးရိုက်တာအာခန်နေသေးရိုက်တာဖြေမလာသားကြီးမေးတာဖြေမလာသားကြီးဖြေမလာကောနေအောင်ရိုက်မဖြေမချင်းရိုက်ဆန်းမပြင်းပြခက်စတဲ့ရိုက်တာမလျှော့နဲ့ရိုက်အာခန်နဲ့ဆိုရင်နိုင်ရိုက်စမ်းအဲ့ကောင်မန်ကျူအောင်ရိုက်စမ်းဖြေပါလားအထက်မှာဆရာရှိလားမိသားစုကိုဘာကြောင့်ကိုင်းကနေကြတာလေးမျိုးပူးကက်နေတာတော့မင်းတို့ပေါ်မှာပြောမဆုံးမရှိလားမရှိဘူးစားရင်တော့ချင်တာလားကိုင်းကနေကိုချင်းနေတတ်လို့လားဘာပဲတက်လို့လဲပြောမဟုတ်ဝင်ပြောမင်းဒီတိုင်းကိုမင်းနာလိမ့်မယ်နော်မင်းတည်းရလားဘာလဲသူ့ကြောင်လားသူ့ကြောင်လားဝိမာနိကပိတ်တာဘုံမော်လေးတရားတကောင်းကောင်းလားဘာတော်လဲကိုင်းနေချင်းနဲ့ဘာပဲတက်လဲဟာဒီလိုအတန်ဒီလိုအာဒီဖွင့်ပေးတယ်လေမင်းအတန်ထောက်အောင်ပြောနိုင်မရှိအတန်ထောက်ပြောမေဘာဖြစ်လို့တော့ကဲအဲ့သူရဲ့ကိုင်းနေချင်းအဖေဟုတ်ပြီဘာဖြစ်လို့တော့ဟုတ်ပြီဘာဖြစ်လို့တော့ရပြီငါသိပြီဘာလို့ချင်တာတော့ဘာဖြစ်ချင်တာတော့ဖြစ်ချင်တာကိုပြောဘာဖြစ်လို့လဲကိုင်းနေချင်းနဲ့ဘာဖြစ်လို့လဲဘာကြောင့်ခုလိုကြီးလောက်တာတော့မကောင်းဘူးလေဘဝအမေဆိုလို့ရှိရင်ဘဝချားနေပြီလေဘာဖြစ်လို့ခုလိုကြီးလောက်တာတော့ငါဒီမှာနေတယ်ဒီမှာနေ ဒီမှာနေတာလား ဒီမှာပဲနေတော့နေတယ် ဟာလားအခုကဘယ်မှာနေနေရတာတော့အခုလက်ရှိကဘယ်မှာနေနေရတာတော့မជីဆုံးတာဘယ်လောက်ကြာအမရဲ့အမေမေးရင်လားငါကောင်းကောင်းမပြောပြေးလို့ငါကောင်းကောင်းမပြောပြေးရင်လို့ဒီမှာရှိတယ်ဘာလို့အားလို့မွေးသားမေးလားဘာမေးတော့ခမရှိဟုတ်တယ်အခုမေဆုံးတာသူတို့မေဟုတ်တိအောင်ပြောလေငါတို့ကဒဇိမ့်လေငါဒဇိမ့်လေငါတိအောင်ပြောလေအဲ့အကူမေလားလို့ဟုတ်ဆုံးတာဘယ်လောက်ကြာကာယငယ်ချင်းရောက်ခမလားဟုတ်ပြီခုလေးခင်ဗျားဘာဖြစ်ချင်တာလို့ပြောဘာဖြစ်ချင်တာဖြစ်ချင်တာကိုပြောလေဆရာကူညီပေးမယ်လေဖြစ်ချင်တာကိုပြောဒီအိမ်မှာတော့နေလို့မရဘူးနော်ဒီအိမ်မှာတော့နေလို့မရလူတွေနေတဲ့နေရာနဲ့မတော်ဒီမတူတဲ့အဆောင်ပွဲတွေနဲ့မဆိုင်ဘူးလေတဲ့ဘဝချားနေပြီလေမဆိုင်ဘူးဆရာလည်းနေလို့မပေးဘူးနေလို့လည်းမရဘူးဟမ်အခုလည်းဘယ်နေရာမှာနေနေတာတော့ရှေ့ပါနေတယ်ဟုတ်ပြီဆရာတို့ကနေစရာပေးမယ်နေမလားဟမ်သာသနာတော်နေမင်းကြီးလေးပါးစီကနေရာတောင်းပေးမယ်ကောင်းတဲ့နေရာမှာထားပေးမယ်သူတို့ထားနေရမှာပဲနေသူတို့ကလက်မခံလို့ဆရာလာတာလေဘဝချားနေပြီသက်ရှိချင်းရှားဆိုရင်ဆရာတို့ကပြိပင်နေသားလေးချင်းမပြုတ်လို့ဘူးလေဟမ်ဒီဘဝကြီးနဲ့နေရတာပြောလားဒီကတော့ကောင်းတဲ့ဘဝကိုသွားမလားဆရာကူညီပေးနိုင်တယ်လေဆရာကြီးကကောင်းတဲ့နေရာပို့ပေးမယ်နေရာထိုင်ခင်းကောင်းကောင်းနဲ့ဟလာကြီးနိုင်ငံကြီးမရှိတဲ့နေရာလေးဆရာပို့ပေးမယ်နေမလားဒီဝိုင်းနဲ့နေတော့ဒီသားသမီးတွေဒီချွေးမတွေဒီညီးတွေကမင်းကိုမြင်ရလားခင်ဗျားကိုမြင်ရလားအဲ့တော့ခင်ဗျားဒီစိတ်ချမ်းသာလားစိတ်ဆင်းရဲလားနေဘုံမပေးဘူးလေဆရာတို့ကနေလို့မရတော့ဘဝချားနေတာဖြစ်ပြီးတော့နေလို့မရဘူးလေအစွဲလန်းနေကြောင်းမို့လို့ဒီလိုဝါဒမောဟမမာနတွေအတ္တဆွဲတွေရှိလို့ဒီဘဝကြီးမှာနေရတာလေဒီတိုင်းပဲနေတာပြောနေတာလားဒီဘဝကြီးမှာပြောနေတာလားဆရာမေးတာပဲဖြစ်တခြားသောဘဝတစ်ခုနဲ့လာရမယ်ဆိုရင်ရောဒီမျိုးဒီရက်ွက်ကိုဆောင်းရှောင်းကြတဲ့ကွင်းမိုင်နေပိုင်းနေလာခဲ့တဲ့ဘေးမှာဝိုင်းတာဆရာတခါလေးထည့်ပေးလိုက်ရမလားဟမ်ချပေးတဲ့နေရာမှာနေမလားဘဝချသွားပြီလေမဆိုင်တော့ဘူးလေတော့ဒါတော့ကိုယ်တည်းဝိမာနိကပိဋကဘုံကတော့ဘဝကူးနေပြီလေတခြားဘဝကိုရောက်နေပြီလေ
မှာတန်ခါတော်ရှင်သူမြတ်တွေလည်းရှိတယ်သူတို့ရဲ့ဆရာတို့ရဲ့ကောင်းမှုကုသိုလ်ဆရာတို့ရဲ့ကောင်းမှုကုသိုလ်ယူပြီးတော့ကောင်းတဲ့ဘုံဘဝကိုသွား အဲဒီမှာဖျားလေးတင်ထားတာလည်း အစွဲရှိတာဟုတ်ပြီ ဟုတ်တယ်စီ ဘလို့လဲဒီဘဝကြီးနဲ့ကိုရနေတဲ့ထိုက်တဲ့ဘဝတန်းလာဆရာနေရာတစ်ခုပြပေးမယ်လက်ရှိဒီခန္ဓာကိုယ်မှာဝင်ရောက်ဆွဲကပ်နေတဲ့ဆွဲရင်ပြုလုပ်ဘူးတဲ့ကုသိုလ်ကောင်းမှုကြောင့်ကောင်းမဲ့ဘုံဘဝတစ်ခုရှိလို့ရရင်ညလုံးလုံးမှာမြင်အောင်ဆိုင်ရာပုဂ္ဂိုလ်အထက်နဲ့မင်းကြီးပြပေးတယ်မြင်နိုင်မစေသိနိုင်မစေကြည်စမ်းနေမြင်အောင်ဘာကွာလဲတွေ့လားနေသွားမယ့်နေရာတွေ့လားကြောင်းမယ့်နေရာတွေ့လားတွေ့လားဘလို့လဲဒီနေရာနဲ့အဲ့နေရာဘယ်နေရာကောင်းလို့ဒီတော့အဲ့လိုသွားလေအဲ့လိုသွားလေဒီဘဝကြီးရိုင်းနေလို့အဆင်ပြေမှာလားအခုဆရာမင်းမိုင်တခုံးပဲဖြေနော်ဆိုတော့ဆရာမင်းကလည်းဒီမိသားစုဒီသားသမီးဒီမီးတွေကခင်ဗျားကိုမြင်ရတွေ့ရလားအဲ့ဒီမှာသူတို့တွေဒီသားစုတွေဆင်းရဲတာတွေစီးပွားရေးတွေဆင်းပြေတာတွေအဲ့ဒီတော့ခင်ဗျားပုံပြီးစိတ်မဆင်းရဲဘူးလားဟမ်ဟုတ်ဆရာတို့ကကောင်းတဲ့လမ်းကိုရောက်အောင်ကူညီပေးပါလေငါတော့ကောင်းနေရဆိုလို့ချင်းဒီဘဝကြီးတဲ့ဆိုးတဲ့ဘဝတွေပဲရောက်မှာပေါ့နောက်ဘုံဘဝတစ်ခုထပ်ပြပေးမယ်နော်ကဲဒီတိုင်းဘောဓမောဟမမာနအတ္တတွေရှိနေလို့ရင်ချက်ပြီးတော့ကြမဲ့ဘုံဘဝဒီတဲ့မကဆိုးရုံမဲ့ဘဝရှိရင်ပြပြီးမျိုးလုံးမှမြင်နိုင်ပါစေဆရာပုဂ္ဂိုလ်ပြပေးနေလာအိုက်ဘောသွားမလားမသွားရင်ဆရာတို့ပြတဲ့လမ်းကိုသွားလေဆရာတို့ကကူညီပေးတာလေနော်အဲ့တော့ဒီသားသမီးတွေကိုဆွဲနေလို့သားသမီးတွေရှိတယ်လို့သတ်မှတ်ရလားဟမ်ဘဝကြီးလည်းချားနေပြီလေအဲ့တော့ဘဝနှစ်ခုကိုသွားမယ်ဘဝရဲ့ဟဲ့လားကိုဗမာနာလေးရှော့လိုက်လို့ရှင်သွားမယ်ဘဝရဲ့လက်ရှိဗမာနာလေးရှိနေလို့သွားမယ်ဘဝရဲ့ဘယ်ဘဝစီမြင့်မြတ်တော့မြင်ပြီနော်နှစ်ခုလုံးအဲ့တော့သားသမီးတွေကိုမှာကျင်တာမှာပြီးသွားလမ်းကိုဖျောင်းသွားလေဖြစ်စီနေတာလေးမှာပဲကြားတယ်နော်ဟုတ်ပြီကဲပြောပိုင်မပေးတယ်ပြောဖြစ်ချင်တာကိုမှာကဲနာမည်တက်ပြီးကိုယ့်ကိုယ်တော့မှာပြီးတော့ကဲငုံနေလို့မပြီးဆရာတော့ခင်ဗျားကိုကောင်းတဲ့နေရာပို့လာလားမကောင်းတဲ့နေရာပို့လာလားဟမ်ဆရာတို့ကကောင်းတဲ့အလုပ်ကိုလုပ်ပေးရလားမကောင်းတဲ့အလုပ်ကိုလုပ်ပေးနေရလားခင်ဗျားတို့ကမိတာဖြေလေဆရာလက်ပြန်ကျဖြေပေးမယ်နော်ကဲလက်ပြန်ကျဖြေပေးလိုက်ဆိုင်ရာပုဂ္ဂိုလ်တတ်တာပါစေကဲဘာမှကျင်လာလဲမှားဘာမှကျင်လာလဲမှားမယ်သားကြီးအသားကြီးမှာဘာမှကျင်လဲဘာမှကျင်လာလဲကဲအချိန်မရှိဘူးလူချင်းတိတ်နေဘူးအချိန်မရှိဘူးဘာမှကျင်လာလဲအသားကြီးလူကောင်းတိုင်းပြောနိုင်ပါစေ ဝိုင်းတူတာအဲ့မှာတိုင်း လာဦးလာရှစ်တို့လာညာဘေးမှာရောက်ပြီးပြောမကျနာမငါနဲ့ဘွားလို့ပဲဟုတ်လားဒီလိုမိတာဒေါသကြီးကြီးလို့လို့လားဆွေလန်းကြီးကြီးဘာတန်ကြီးကြီးအမိုးလေးဆရာပြောတာအရင်လူကောင်းတော့ပြောတာဆောအဲ့လိုမျိုးတော်လက်နေတယ် ဖောက်ပြောရမလားနားလဲအောင်ပြောရောင်းမယ်ပြောလို့အဲ့လိုပြော ဒီလာဝင်လေ ဟုတ်ပြီဆရာတို့ပြောမယ်ကာယငချင်းမိသားစုမှာအခက်အခဲရှိနေရလားဟုတ်လားအခက်အခဲရှိတဲ့သူတွေကောင်းတဲ့ဘုံဘောသွားပြီးတော့သက်ဆိုင်ရာအဝေးကနေကူညီပေးလိုက်လေဆောင်းရှောက်ပေးလိုက်လေအဲ့ဒါမိခင်တောင်ဝင်မကြည့်ဘူးလားကဲခရီးပေးလိုက်နေမလား နေနေပဲ ကဲနေမဲတဲ့နော်ခရီးပေးတယ်နော်နေမဲတဲ့ကဲတခြားဘာမှဆရာရှိသေးတော့ ဒီလေးကိုရောင်းမယ်ပြောလို့ရောင်းတယ် ရှိတော့လားဒါပဲလားသိကြပြီလားဟုတ်ပြီကြဆိုဟိုဘုရားငါ့လူဒါပြီလောက်လေးချီတာနော်ဘုံတော်
လနာကနောလနဲ့ပြည်စုံတော်မူသောကပ္ပနံကောနောကောနာကောနောကတ္တပကောနောကောနမကောနောနောက်ပြီးပြိမတိယမြတ်စွာဘုရားကျွန်တော်အမှုလားရေးနေပါသည်ရွှေညော်ဤစာရမင်းဒီစီခိုင်းတော်မြတ်ဒီမှာအဖဆရာကြီးများနမင်းကြီးလေးပါနဲ့မိခင်အမိတူအပ်ဒီမဲ့တော့အမှုထားရတဲ့နေတာဒါတို့ဒီရွှေညော်ဤစာရမင်းဒီစီခိုင်းတော်မြတ်ကြီးပညာအားတင်ယူပြီးဒီချိန်မှာစာရေးတိပါလည်းနဲ့အမဲသားကျွဲသားစားသုံးကြီးပါတိပါလည်းနဲ့ခေါင်းပိုင်းနေစီသားများကိုတိကာဖော်ပြကြလို့မျိုးယူပါအရက်ဒီတော်မူရေးဆောင်ပြောတော့တောက်စားနေနေပြီးပါထိုသစ္စာစကားမှန်ကန်ပါဒါတို့ဒီညောပညာပေးသည့်ခါမှာလဲစေတော်စနစ်တာပညာပေးပါသည်ထိုသစ္စာများမှန်ကန်လို့ရှိတော့ယနေ့ယခုသားတော့ကုသနေတော့အဓိကဆွေးရင်းသည်ဒီလိုရန်စုအနေဆုံးကပြင်းစင်ပေါပြောပါလိမ့်မယ်ယနေ့ယခုသားတော့ပြုလုပ်ခဲ့တော့ဒါတော့ရွှေညောဤဆိုင်မေဒီစီတိုင်းလို့ပညာအားဒီတမ္မာဓာတိပညာအားတင်ယူပြီးဒီချိန်မှာဆိုင်ဒါတော့ပြုလုပ်ထားတော့ကုသိုလ်ကောင်းမှုဆိုတာယနေ့ယခုပြင်ရောက်နေတော့ဆွေးရင်းအားအမြတ်တမ်းကုသိုလ်ပေးပါလိမ့်ဒီခုဒါတော့ပြုလုပ်ထားတော့ကုသိုလ်ကောင်းမှုဆိုတာအမှုတော်ဟာတာရုနုမောဒနာဖော်ဆိုနိုင်ပြီးတက္ကလာဂိုင်းလည်းဒီဘေးလို့ရန်အနေဆုံးကပြင်းစင်ပေါပြောဒီကမှာကောင်းမြတ်သောဘုံဘဝကိုရောက်ရှိကြပါစေဆရာလုပ်ခဲ့ပြီးတော့ကုသိုလ်ကောင်းမှုတွေအများနဲ့ပြီးမှဒါလို့ခေါ်မယ်နော်ယနေ့ယခုချိန်မှာကျွန်တော်ပြုလို့တော့ကုသိုလ်ကောင်းမှုဆိုတော့တင်ဒါရုနုမောဒနာဖော်ဆိုနိုင်ပြီးတက္ကလာမြင့်မြတ်သောဘုံဘဝကောင်းသောဘုံဘဝဒီကမှာကအစာပေါင်းများသောမြင့်မြတ်သောဘုံဘဝတို့ရောက်ရှိနိုင်ကြပါစေအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်တော်ဒါလို့လိုက်ခေါ်မယ်ဒါလို့လိုက်ခေါ်မယ်ဒါလို့လိုက်ခေါ်မယ်ဒါလို့လိုက်ခေါ်ဆရာမလိန်နဲ့တော့လိန်ဘူးခံရမယ်နော်ဒါလို့လိုက်ခေါ်မယ်ဒါလို့ဒုဒါလို့ နောက်ကဒီကြောက်တယ် ဒါပြတ် လဲ တယ် တာလဲတာ အားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်တော်အားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်တော်ကဲအေးချမ်းသွားပြီလားနာမည်လေးနော်ဟိုနေဦးနော်မ မိမိ မင်းဒီခါပေါ့ไม่ได้พันแล้วมั้งไม่ได้พันแล้วมั้งสมัยนั้นกูยังไปยังสมัยนั้นရှိတယ်လိုက်ไม่ได้พันแล้วလားအဲ့တော့လုပ်တာဟုတ်ပြီပေါ့ရပြီနော်နားလေးချက်တော့ဆောက်ပါလားနော် ဆမ်းနေတယ်